တခါတော့ကလေတစ်စင်းနဲ့လူ၃ယောက်ရေလမ်းကြောင်းခီးတစ်ခုသွားကြရေလေကောင်ရောက်ပြီဆိုတော့တယောက်တော့တူကလေရဲ့ဥပိုင်းမှာထိုင်နေတယောက်လူကလေရဲ့ပဲ့ပိုင်းမှာထိုင်နေနောက်တယောက်ကတော့လေကလေးကောင်ဝမ်းပိုင်းမှာထိုင်နေပေါ့နော်အဲလိုနဲ့လေလေးလှော်ပြီးတော့သွားကြရင်လည်းရေလေကောင်ရောက်တော့လေရဲ့အလေကောင်လေဝမ်းပိုင်းမှာထိုင်နေတဲ့လူကဘာလို့လဲဆိုတော့သူ့ရဲ့လွယ်အိတ်ထောင်ထဲကနေလွန်ဘူးလေးထုတ်ပြီးတော့သူထိုင်နေတဲ့လေရဲ့ဝမ်းပိုင်းကိုအဲ့ဒီလွန်ဘူးနဲ့ဖောက်တယ်တဲ့ဟုတ်လားကိုစီးနေတဲ့လေရဲ့ပိုင်းကိုကိုယ်တိုင်ဖောက်တာနော်တပိတ်ပိုင်းမှာထိုင်တဲ့လူနဲ့ဥပိုင်းမှာထိုင်တဲ့လူကဘယ်အငြိမ်နေလို့ရတော့မလို့ပြပြတလဲလာတာတော့ဗာမင်းဘာလို့တာတော့ပေါ့အဲ့တော့အဲ့ဒီလူကဘာပြောလို့ဆိုတော့မနေရငါဖောက်တာမင်းတို့လည်းဘာဆိုင်တော့လို့ပြောစဉ်းစားတယ်မကောင်းဘူးလားလို့ပြောလို့ရတာဘာလို့တော့တလီတဲ့စီတခီးတဲ့သွားနေဟုတ်လားဟာနေရငါဖောက်တာမင်းတို့လည်းဘာဆိုင်လဲဆိုတဲ့လူတွေလောကမှာအများကြီးရှိတယ်အဲ့ဒီငါရက်တော့ပြီးတော့ငါမိမငါနှိမ့်ဆက်နေမင်းတို့လည်းဘာဆိုင်လဲဆိုတဲ့လူတွေအများကြီးရှိတယ်မဆိုင်ဘူးလို့ပြောလို့ရမလားအ ਨੇ ဆုံးတော့စိတ်ညစ်ညူးอ่ะအကုသို့ဖြစ်ရတယ်ဟုတ်တယ်မဟုတ်လားလူဆိုတာတယောက်တည်းနေလို့မရဘူးပြောချင်တာလေးကပါပဲကိုကြောင့်သူများဆင်းရဲနိုင်တယ်လို့ချမ်းသာမှုဖြစ်နိုင်တယ်လို့သူများကြောင့်ကိုယ်လည်းဆင်းရဲနိုင်တယ်ချမ်းသာမှုလည်းဖြစ်နိုင်အဲ့လိုဆိုရင်ကိုအတွက်ကိုကြည့်ပြီးတော့နေုံညမကပဲနဲ့သူများအတွက်ပါကြည့်ပြီးတော့နေတဲ့ကြဖို့ဦးဇင်းတို့မလိုဘူးလား